မင်းတို့ဗီဒီယိုခရီအေတာတွေကအားနေလို့ရှိရင် OBG ဆိုတဲ့အတိတ်မှာပဲပိတ်မိနေတော့မလားတဲ့။ Okay မင်းတို့ပြောနေတဲ့အတိတ်ဆိုတဲ့ဟာကြီးကိုခဏလောက်တွားပြီးအတူတူကြည့်လိုက်ရအောင်။ Okay ဒါကတော့ RG ကိုရှင်ရဲ့ပွဲပေါ့။အဲ့နေရာလေးမှာဘယ်လိုရင်ခုန်ရလဲဆိုတော့ချိန်ကြည့်လိုက်။အားကြီးကိုတွေးပြီးဆက်စီပြီးနဲ့ဒီကမင်းတို့ပေါ့လေဘယ်ပြေးမှာလဲ။ဒါတော့နောက်တစ်ခါထပ်လာအောင်ပဲနောက်တစ်ခါဒီ Brandy ပေါ့။ Brandy ပေါ့နဲ့ဒီမှာတွေ့ရတဲ့အချိန်မှာလေဘာလို့ OBG ကဘယ်လိုသိခဲ့လဲဆက်တိုင်းပြည်အဲ့မှာပြည်တန်းဆိုတဲ့အချိန်ကြီးသူလိုက်အောင်မရတဲ့အချိန်ဒါတော့အားလုံးဒီ Ruby ရဲ့ဒီကဟောတော့ဟာတော့ဒီချက်ပါဒီလက်တစ်နေရတယ်အဲ့လိုပုံစံကြရတယ်ဒါပါလေ Hyper Only စားသုံးတဲ့ဒီရဲ့ငါအဲ့တော့ SC2 နဲ့ဆော့တာနော်ဒီက SC2 နဲ့ဒါတော့မှတ်ပြီးလားဒါတော့ပါ LS ကတော့ RC ကိုပြောတာတော့ဟုတ်တယ်ဒါပေမဲ့ R7 ရဲ့6ကဘာအကောင်းဆုံးဆိုတဲ့6 ကောင်းလို့ပဲ ဒီရဲ့လက်တာလီယာနဲ့ဘိုင်ဝမ်ချတယ်မှာမှောက်ပါဒါကတော့ပိတ်နေတဲ့အတိတ်ပဲ โอเคကြိုက်တယ်